ကျွန်တော်ခုရောက်နေတာကတော့တောင်တကုန်း154ရပ်ကွက်ပီတီယာလော်ဂါမိန်လမ်းမကြီးနဲ့153ရပ်ကွက်က Times in the Forest Resort ဘေးကလမ်းထိပ်မှာဖြစ်ပါတယ်ခင်ဗျာရောင်းချပေးချင်တဲ့မြေခွက်လေးကတော့ဒီလော်ဂါလမ်းမကြီးကနေဒဲစင်းလမ်းရဲ့ခုတ်ခွဲဒီ resort ကြီးရဲ့ကြော့ကတ်မြစ်ဆိုင်ကကွက်လေးပါဒီမြေခွက်လေးရဲ့နောက်ထပ်အားသာချက်ကပီတီယာလော်ဂါလမ်းမကြီးရဲ့ဒဲစင်းခုတ်ခွဲကတဲ့အပြင်နောက်ထပ်ပီတီယာရတနာပုံမိန်လမ်းမကြီးကနေဆိုရင်လည်းဒဲစင်းခုတ်ခွဲလေးမှာတည်ရှိနေတာဖြစ်ပါတယ်အထက်ကရ Times in the Forest Resort ရဲ့ကြော့ကတ်လမ်းကျပေါ်ကရစ်ဆိုင်ကွဲဖြစ်တာကြောင့်မလို့အခုရောက်နေတဲ့လော်ဂါလမ်းမကြီးကနေဆိုရင်လည်းအနီးလေးပဲဝင်ရမှာဖြစ်လို့အဝင်အထွက်နဲ့မိန်လန်းချိတ်ဆက်မှုအားအရန်ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဈေးနှုန်းကတော့1050ဖြစ်ပါတယ်ခင်ဗျာဒါကတော့လော်ဂါလမ်းမကြီးပေါ်ကနေ Resort ဘေးလမ်းတိုင်းညီခွေလေးစီကိုသွားနေတာဖြစ်ပါတယ်နေရတဲ့အတိုင်းလော်ဂါလမ်းမကြီးကနေ2မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ညီခွေလေးစီကိုရောက်ပြီဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ခုနဝင်ခဲ့တဲ့လော်ဂါလမ်းမကြီးနဲ့ Resort ဘေးကဒဲစင်းလမ်းဖြစ်ပါတယ်Resort ပြီးသွားပြီဆိုတာတဲ့ရောက်မဲ့ရက်ွက်လမ်းကျပေါ်ကဂုတ်ကွက်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီလမ်းလေးတိုင်းသွားရင်လည်းဟိုဘက်မှာပီတီယာရတနာဘုံမိန်လမ်းမကြီးကိုခဲပေါက်သွားမှာဖြစ်ပါတယ်ကျွန်တော်ရတနာဘုံလမ်းမဘက်ကနေတစ်ခါထပ်ဝင်ပြပါမယ်ခင်ဗျာဒါကတော့ပီတီယာလော်ဂါမိန်လမ်းမကြီးနဲ့ပီတီယာရတနာဘုံမိန်လမ်းမကြီးတို့ရဲ့လမ်းဆုံဖြစ်ပါတယ်ခင်ဗျာလော်ဂါလမ်းတို့ရတနာဘုံလမ်းတို့ဆိုတာတောင်တကုန်းတကုံစိတ်ကမ်းမှာအစီအဆုံးမိန်လမ်းမကြီးဖြစ်ပါတယ်လော်ဂါလမ်းရောရတနာဘုံလမ်းရောဟာဟိုဘက်ချမ်းမှာဆိုလို့ရှိရင်လိုင်းကားတွေအများကြီးပြေးဆွဲနေတဲ့လမ်းတွေဖြစ်ပါတယ်ဒီရတနာဘုံမိန်လမ်းမကြီးတိုင်းဝင်သွားပြီးတော့ပထမဆုံးတွေ့တဲ့လမ်းကိုဘယ်ချိုးလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့မြေခွေလေးကိုရောက်မှာပဲဖြစ်ပါတယ်ခင်ဗျာမြေပြင်မှာကျူးရှိမရှိလမ်းချင်းတွေချက်ခတ်ထားတဲ့ခြေနေတွေကိုကြည့်ပြီးပြီဆိုတော့အနာဂတ်လားလာကိုသိရှိနိုင်အောင်မြေပုံနဲ့တစ်ခါထပ်ပြပေးပါမယ်ခင်ဗျာဒီနေရာလေးဖြစ်ပါတယ်ခင်ဗျာဒါကတော့လော်ဂါမိန်လမ်းမကြီးဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားမယ်ဆိုရင်ကျွန်တော်တို့9မိနစ်လောက်မောင်းလိုက်တာနဲ့အမတ်နှစ်လမ်းမကြီးကိုရောက်ပြီဖြစ်ပါတယ်ဒါကတော့အမတ်နှစ်လမ်းမကြီးနဲ့လော်ဂါမိန်လမ်းမကြီးရဲ့လမ်းဆုံဖြစ်ပါတယ်အမတ်နှစ်လမ်းဘက်ကနေဝေးလာမယ်ဆိုလို့ရှိရင်လည်း154ရပ်ကွက်ကိုကျော်ပြီးတာနဲ့ကျွန်တော်တို့ရဲ့ဒီ resort ရဲ့အနောက်မှာရှိတဲ့မြေခွေလေးကိုရောက်ပြီဖြစ်ပါတယ်ရတနာဘုံလမ်းဘက်ကနေပြီးတော့ဝင်လာလို့လည်းရတယ်လော်ဂါလမ်းတိုင်းဝင်လာပြီးတော့ resort ဘေးလမ်းကနေလည်းဝင်လာလို့ရတယ်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ရတနာဘုံမိန်လမ်းမကြီးဖြစ်ပါတယ်ရတနာဘုံမိန်လမ်းမကြီးတို့လော်ဂါလမ်းမကြီးတို့ဆိုတာတောင်တကုန်းတကုန်းစိတ်ကမ်းမှာအစီအဆုံးမိန်လမ်းမကြီးတွေဖြစ်ပါတယ်ရတနာဘုံလမ်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ခုနပြခဲ့တဲ့ဒီဘက်154ရပ်ကွက်ကနေပြီးတော့ကျွန်တော်တို့ရဲ့မြေခွဲလေးရှိတဲ့လော်ဂါလမ်းမကိုဖြတ်ပြီးတော့ဒီဘက်မှာယူမပတ်လမ်းကိုဖြတ်မယ်ပြီးလို့ရှိရင်ဒီမှာတိန့်တရလမ်းကိုဖြတ်မယ်ပြီးရင်အောင်မြင့်မှုလမ်းကိုဖြတ်မယ်ပြီးတော့ဒီဘက်မှာတောက်ဆောက်ဂယူနာလမ်းတို့ဖြတ်ပြီးတော့အမတ်နဲ့လမ်းမဘက်ကိုအေယောင်ဝေါ်ဆိုတဲ့နာမည်နဲ့ဝင်သွားမှာဖြစ်ပါတယ်ဒီနေရာလေးမှာအေယောင်ဝေါ်ဆွဲနာမည်နဲ့အမတ်နဲ့ဘက်ကိုဝင်သွားပြီးတော့ဟိုဘက်ချမ်းမှာတော့အနော်ထားလမ်းဆွဲနာမည်နဲ့စစ်တီကိုဘက်ကိုထပ်သွားတဲ့လမ်းဖြစ်ပါတယ်အမတ်နဲ့ဘက်ကနေအေယောင်ဝေါ်လမ်းတိုင်းလာပြီးတော့ဒီဘက်မှာရတနာဘုံလမ်းဆွဲနာမည်နဲ့ဒီကနေစခဲ့တဲ့မိန်လမ်းမကြီးဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာလည်းဒီနားမှာနံပါတ်9လိုင်းကားစီးပြီးတော့ကျွန်တော်တို့မြို့ထဲအထိစူးလေပြားအထိပြေးဆွဲနေတဲ့လိုင်းကားပြေးဆွဲနေတဲ့မိန်လမ်းမကြီးလေးဖြစ်ပါတယ်ကျွန်တော်ရောင်းချပေးမယ့်မြေခွေလေးရဆိုရင်ဒီလိုမျိုးပီတီယာရတနာဘုံမိန်လမ်းမကြီးကနေပြီးတော့ဒဲဆင်းလာလို့ရှိရင်လည်းဂုတ်ကွက်လေးမှာရှိပြီးတော့လော်ဂါမိန်လမ်းမကြီးကနေဒဲဆင်းလာလို့ရှိရင်လည်းဂုတ်ကွက်လေးမှာရှိတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒီ resort ကြီးရဲ့အနောက်မှာရှိတာဖြစ်ပါတယ်ခင်ဗျာနောက်ဆိုရင်ဒီလိုမျိုးလော်ဂါလမ်းမတို့ရတနာဘုံလမ်းမတို့ဆိုတာဘန်လေးshopping mall တွေစသဖြင့်တိစောက်လာမယ့်နေရာမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရောင်းချပေးမယ့်မြေခွေလေးရဆိုလို့ရှိရင်မိန်လမ်းမတွေနဲ့ချစ်စစ်မှုအားကောင်းပြီးတော့အခုချိန်မှာကိုပဲကားနဲ့မြေခွေနားထိသွားလို့ရနေတာမှရှိပါဖြစ်ပါတယ်။ဟုတ်ကဲ့ဒီပြင်မှာရောမြေပုံမှာရောကြည့်ပြီးပြီဆိုတော့ပီတီယာလော်ဂါမိန်လမ်းမကြီးနဲ့ပီတီယာရတနာဘုံမိန်လမ်းမကြီးနှစ်ခုရဲ့ဒဲစစ်ဂုတ်ခွေလေးဖြစ်တာကြောင့်မို့လို့အဝင်အတွက်နဲ့မိန်လမ်းချစ်စစ်မှုအားကောင်းပြီးတော့အနာဂတ်မှာအကျိုးမြတ်အများကြီးရနိုင်တဲ့ဒီနေရာလေးကို1050နဲ့ရင်းနှီးမြှုပ်နှံထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲမယောင်းခင်ကမြက်အောင်ဝင်နိုင်ဖို့အကျိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ